budget type ကိုမှသူ့ရဲ့ဈေးက49,900ပဲရှိတာဒီလိုမျိုးအပြာရောင်ပေါ့နော် LED indicator ၄ခုပါတယ်အဲ့လိုမျိုးတွေဒါမှမဟုတ်နှစ်ချက်ကိုအထုတ်သွင်းလုပ်ရတာတွေတော်တော်လေးကို smooth ဖြစ်တယ်လို့ပြောလို့ရတယ်ဒီနေ့ video လုပ်ပေးနေတဲ့နှစ်ချက်နှစ်ခုလုံးက touch control ရတဲ့အတွက်ကြောင့်မလို့အပေါ်စားဆန်နေဆိုတဲ့ feel တော့မရဘူးနှစ်ချက်တက်ထားတဲ့အချိန်ဆိုကျွန်တော်တို့ဘယ်ဘက်ကိုနှစ်ချက်ထိလိုက်တာနဲ့သူကအရှိရတချင်းကိုပြန်ပြီးရောက်သွားလိမ့်မယ်ညာဘက်ကိုနှစ်ချက်ထိလိုက်ပြီးဆိုတာနဲ့နောက်ထပ်အသစ် next sound တစ်ခုကိုထပ်ပြီးတော့ရောက်သွားလိမ့်မယ်တခြား budget တွေတက်အားတာတဲ့ချက်ကသူ့မှာ wireless charging ပါတာပေါ့နော်ပြီးတော့ proximity sensor နဲ့ auto play pause ကိုညှိပေးမှာကျွန်တော်တို့နားထဲနဲ့ထုတ်လိုက်ပြီးဆိုရင်တချင်းတန် pause ဖြစ်သွားမယ်နားထဲကိုပြန်တက်လိုက်ပြီးဆိုရင်တချင်းတန် on သွားလိမ့်မယ်သူ့မှာက IPX5 ပါတဲ့အတွက်ကြောင့်မလို့ပုံမှန်ချွေးဆိုတာမိုးပွားကြတာဘာညာအတွက်ကတော့ AC ပဲ sound quality ကတချင်းနားထောင်မယ်ဆိုရင်တချင်းအမျိုးအစားတိုင်းအတွက် generally okay လို့ပြောလို့ရတယ်